တော့လေဒီဗဇက်ရာဇဝင်တွေအကြောင်းပေါ့နော်ဗဇက်ရာဇဝင်တွေမှာဖြစ်ခဲ့တဲ့တမိုင်းကြောင်းရာအဖြစ်ပြက်လေးတွေကိုပြောပြမှာမှန်တမ်းရာဇဝင်ထဲမှာလည်းမပါဘူးဥကလာရာဇဝင်ထဲမှာလည်းမပါဘူးနော်ဒါပေမဲ့ဗဇက်ရာဇဝင်ပေါ့နော်အဖေကနေသားကိုပြောပြခဲ့တယ်အမေကနေသမီးကိုပြောပြခဲ့တယ်သမီးကနေမြေးတီတုတ်ပေါ့နော်အကုန်လုံးလက်ဆင့်ကမ်းပြီးတော့လူအချင်းချင်းဒီအကြောင်းအရာကိုဗဇက်ကနေပြောပြခဲ့တဲ့အကြောင်းအရာဗဇက်ရာဇဝင်ပေါ့တော့ဗဇက်ရာဇဝင်အကြောင်းအရာနန်းကြီးတော့ဘလို့ဖြစ်ပေါ်လာနန်းကြီးတော့ဘယ်ကဖြစ်ပေါ်လာလဲဆိုတော့ဗဇက်ရာဇဝင်တွေထဲမှာရာဇဝင်ထဲမှာပြောလာတာအင်းဝနဲ့ကုန်းမောင်ခက်ပေါ့နော်အင်းဝမှာလည်းဖြစ်ပြတာလားဒါမှမဟုတ်ကုန်းမောင်ခက်မှာပဲအင်းဝခက်နဲ့ကုန်းမောင်ခက်တစ်ခက်မှာဖြစ်ပြခဲ့တဲ့အဖြစ်ပြပေါ့နော်အဲ့မှာဘယင်ကြီးရဲ့မိဖုရားကြီးကဗိုက်ကြီးတော့ကိုဝင်ဆောင်တော့ချင်းချင်းတက်တယ်ဟိုဟာစားချင်ဒီဟာစားချင်နော်ဒါပေမဲ့ဘာစားလဲကရင်မတွေ့နော်စိတ်ညစ်တာပေါ့နော်ဟိုစားတော်ကြီးတွေကလည်းစိတ်ညစ်တယ်ဟိုစားတော်ဝင်တွေကလည်းစိတ်ညစ်တယ်ဘာချက်ကျွေးရမှလည်းမသိဘူးပေါ့အားနဲ့စားတော်ဝင်တွေကတခုတီထွင်လိုက်တယ်နန်းကြီးတုတ်ဆိုတဲ့အရာကိုတီထွင်လိုက်တာတဲ့နော်ဒီမှာနန်းဆိုတာဟာမျိုးတဲ့နန်းတော်ထဲမှာစားရတဲ့အစားအစာနန်းတော်ထဲမှာတုတ်စားရတဲ့အစားအစာမျိုးနန်းကြီးတုတ်လို့ခေါ်တာမဟုတ်ဘူးပေါ့မဲတို့တွေအဲ့လိုမလားဟိုလိုနန်းကြီးတုတ်ဆိုတော့နန်းတော်တွေကအစားအစာဖြစ်မယ်လို့နန်းတွေအစားအစာမျိုးနန်းတော်ထဲမှာတုတ်စားရလို့စားတယ်ထင်တာအမှန်အဲ့လိုထင်တာငငယ်ကဒီလိုထင်ခဲ့တာတကယ်တမ်းကကြတော့အဲ့နန်းဆိုတဲ့အဲ့နန်းသားပေါ့နော်ခောက်ဆွဲဘက်ပေါ့နော်စံဒီမုတ်ဖက်ကိုပြောအဲ့မုတ်ဖက်ကြီးကိုလိုဆွဲတာကိုနန်းလို့ခေါ်တာအဲ့နန်းကတုတ်ကြီးပေါ့အဲ့တုတ်နန်းကိုမှဒီခောက်ဆွဲသားကြီးနန်းကိုဒီခောက်ဆွဲသားကိုမှတုတ်စားတာဟိုနန်းကြီးတုတ်လို့နန်းကြီးလို့ခေါ်တယ်အဲ့နန်းကြီးကိုတုတ်စားတာနန်းကြီးတုတ်ဖြစ်သွားဟိုလို့နန်းတွင်းထဲမှာစားတယ်ထင်တာတကယ်တမ်းကျတော့ဒါနန်းတွင်းအစားအစာတွေမှာပါတယ်နန်းတွင်းမိဖုရားတွေမနက်စာစားတဲ့အစားအစာနော်အဲ့တော့မန္တလေးရောက်တိုင်းဒါစားတဲ့တခုတ်တရမှတ်တရပြီးတသွားစားရတဲ့အစားအစာတွေမှာနန်းကြီးတုတ်ကလည်းမန္တလေးရဲ့အထိတ်မှတ်ပေါ့နော်တခုစားတော့စားမယ်ထဲမှာတခုပါပေါ့နော်အဲ့တော့နောက်တစ်ခုကြတော့ဗဇက်ရာဆိုရင်လည်းပြောတာကြာဒီရိုးရာထိုင်းပေါ့ထိုင်းဘက်ကလာတဲ့အစားအစာတွေလည်းပြောတာပဲနော်အဲ့တော့ဘယ်ဟာမှန်ပြီးဘယ်ဟာမှားနေလဲတော့ဒီဘက်ကဗဇက်ရာဆိုရင်တော့အကြောင်းအရာတိတိကျကျလည်းပြောလို့မရဘူးပေါ့နော်လက်ဆင့်ကမ်းပြီးဗဇက်ကပြောလာဆိုတော့လိုရင်လည်းလိုမယ်ပိုရင်လည်းပိုနေမှာပေါ့ over တင်းနေလည်းဖြစ်နေမှာပေါ့နော်လိုရင်လည်းလိုနေမှာအကြောင်းတော့နန်းကြီးတော့ကထိုင်ဝမ်မှာတခါမှထိုင်ဝမ်မှာလေနန်းကြီးတော့စားမကောင်းတုတ်တဲ့လူကမကောင်းတာမဟုတ်တုတ်တာမကောင်းတာမဟုတ်နန်းသားကပြဿနာရှိတယ်ဒီနန်းကလေးမှာကြည့်တယ်နန်းသားကြတော့လေစာတီးတန့်ကြီးပဲမှုလာတယ်ကောင်းရင်းသားမပါတဲ့ခါမာလေးနဲ့ထောက်ကလေးမှာစားလိုက်ဟိုပြတွဲကြီးမဖြစ်ဘူးထိုင်ဝမ်မှာကြတော့ဥပုံမြက်လို့ခေါ်တယ်အဲ့ဒီဟာမှာနန်းကြီးနေနဲ့တုံးရတဲ့အခါကျတော့လေခောက်ဆွဲသားကဒီနန်းသားပေါ့နော်စာသားပြီးခောက်ဆွဲဘက်ပေါ့ပြောမလားနန်းကြီးဘက်ကပေါ့ပြင်းတွဲကြီးဖြစ်နေတာအဲ့ဒါမှပြုတ်သွားတယ်ပြုတ်ပြီးမှပြင်းတွဲကြီးဆိုတော့လေကောင်းရင်းသားကိုပြင်းတွဲကြီးပုံစံဖြစ်တော့လေစားမကောင်းဒါပေမဲ့မြန်မာပြည်မှာကြတော့ကြက်သားကနေထိုင်ဝမ်မှာကြတော့ကြက်သားဘက်ကအဲ့လိုတော့ကွာတမားလေးလေးညှစ်ပြောစားဟိုကနန်းကြီးသားမကြိုက်တဲ့ခါကျတော့နော်နန်းကြီးကနေကြီးကြောင်ကြီးကြလာဒီကနန်းကြီးတော့မှစားကြမြန်မာပြည်ရောက်မှာပဲအဝကြိတ်တာပြောသူကစားတော့စားကြတယ်တော်စားကြတယ်ဒါပေမဲ့နန်းကြီးသားကလေရှားတာအဲ့လိုနန်းကြီးသားရအစင်မပြေလို့မစားတာနှစ်နဲ့ကိုကြီးချီးနေ